တခုပဲပြောလိုက်လုံးမလားမလုပ်ဘူးတခုပဲပြောလိုက် မနေ့ကအကူကမနေ့ကပြောမယ်နော်အကူညီမမနေ့ကပရာဟိတလုပ်နေရစီမှာအကူကညီမပြောလိုက်တာမှန်တယ်မနေ့ကပရာဟိတလုပ်နေအကူကညီမပရာဟိတလုပ်နေ ခင်ဗျာလုပ်ပေးမှလားမလုပ်ပေးဘူးလားတခုပဲပြောကျွန်တော်မီဒီယာလည်းချိန်ပြီးသွားပြီခင်ဗျာလုပ်ပေးမှခုတော် line မော့မှာလည်းဒီပရဟိတမင်းသမီးခိုင်နေဝင်နဲ့ပတ်သက်ပြီးတော့တော်လေးကြက်ထနေတယ်ပေါ့နော်အဲ့ဒီထဲမှာမှဒီပရဟိတမင်းသမီးဒီတရုတ်ဆောင်ခိုင်နေဝီရဲ့ချစ်သူပေါ့နော်ချစ်သူကောင်လေးပေါ့တွမ်ဝိုင်းပေါ့ပြောထားတဲ့ဖုန်းတွေက record ပါအကူဟိုဒီဒီအချိန်တည်းကမှဘယ်လိုစင်ပြန်လုပ်ပေးမှလဲကျွန်တော်တို့အကူရေဟိုလေမခိုင်နေဝေကိုညီမဓာတ်ပုံတင်တဲ့ကိစ္စကလေအဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးအဲ့တော့ညီမဖြတ်တော့ဖြတ်ပေးပြီးသွားပြီပေါ့နော်တစ်တော်မှာပေါ့နော်အမမလုပ်ပေးနိုင်ဘူးလားရမလုပ်ပေးနိုင်ကျွန်တော်တရားဆွဲမှာရတယ်အမကျွန်တော်တခုမှမေးတာအမအဲ့ကျွန်တော်အဲ့မှတန်ကျွန်တော်တရားဆွဲမှာဟုတ်တော့မလုပ်ပေးနိုင်လည်းဘာမှမဖြစ်ဘူးခင်ဗျာမင်းကပြောပြီးတောင်းမယ်ဆိုလို့ကျွန်တော်ပြောတာလေမှန်တယ်လေကိုမနေ့ကလုပ်လိုက်ပါဟုတ်တခုပဲပြောလိုက်လုံးမလားမလုပ်ဘူးတခုပဲပြောလိုက်မနေ့ကအကူကညီမပြောတယ်နော်အကူညီမမနေ့ကပရာဟိတလုပ်နေရစီမှာအကူကညီမပြောလိုက်တာမှန်တယ်မနေ့ကပရာဟိတလုပ်နေအကူကညီမပရာဟိတလုပ်နေခင်ဗျာလုပ်ပေးမှလားမလုပ်ပေးဘူးလားတခုပဲပြောကျွန်တော်မီဒီယာလည်းချိန်ပြီးသွားပြီခင်ဗျာလုပ်ပေးမှလားကျွန်တော် post ရမှာလားတရားဆွဲရမှာလားကျွန်တော်ခုလိုလုပ်မှာနော်ဟုတ်ကဲ့ပါကျွန်တော်အချိန်မရဘူးကျွန်တော်တို့အခုမလုပ်ပေးပါနဲ့ဖြေမှလားမဖြေဘူးလားတခုပဲပြောလိုက်မဟုတ်ဘူးလေအကူတို့ဘယ်လောက်နင်းနာသွားလို့လည်းမသိဘူးရှင်ညီမကတော့နင်းနာဘာမှမလုပ်လိုက်ဘူးခင်ဗျာတော့နင်းနာဘူးလေကျုပ်တို့အောက်မှာတဲခံရမှမသိဘူးလားကျုပ်တို့ကခင်ဗျာလည်းတိတ်ဝင်တော့ခင်ဗျာဘာမှလည်းသူတော်ကောင်းမှလည်းမဟုတ်ပဲဘာကိစ္စစုတောင်းဘာလျှောက်တင်တာလဲခင်ဗျာစင်ရလုပ်လို့ဆိုပြင်ပါပဲတင်ဘာလို့ဒါတင်ကြလို့ဒါတင်မသိဘူးလားခင်ဗျာဒီတိတ်ရွယ်နဲ့အခုဆူတောင်းတဲ့ဟာလက်ကလေးလက်အုပ်လေးချီအောင်ဗုဒ္ဓဘာသာတရားအနေနဲ့ကြိုက်နာဟုတ်ဘူးလေအခုခင်ဗျာပေးမှတန်ရတဲခံရခင်ဗျာတွေ့ပါတယ်တွေ့တယ်မလားမတွေ့ဘူးလားတွေ့လားကျွန်တော်အဲ့ခင်ဗျာပြန်ပို့ပြရမှာလားအသေးခံရခင်ဗျာတွေ့လားအခုညီမပြောပြတယ်လေလားညီမပြောခင်ဗျာမဟုတ်ကျုပ်ကိုတင်ရတယ်မဟုတ်ခင်ဗျာဖြေမှလားမဖြေဘူးလားမင်းကြီးကဒီကအခုညီမကျွန်တော်အချိန်မရဘူးဒီကညီမအခုဖြေမှဖြေမှလားမနေ့ကညီမအခုတကယ်ပို့စုပတ်ဆက်ဆဲသွားတယ်နော်ပြီးတော့လေဟိုကဗာလေအခုသူတော်ကောင်းမိုင်လည်းပြောတယ်ခင်ဗျာတော့ဖြစ်မရှိလို့ဆဲရတာလေခင်ဗျာဘာကိစ္စတောင်တက်ပေါ်ရပြီးတင်နေခင်ဗျာဘာကောင်းမှမလို့ဒါကိုသူ့တောင်းပြီးတင်ရခင်ဗျာသူတော်ကောင်းမှဘာသူတော်ကောင်းမှမဟုတ်လေခင်ဗျာကျုပ်ကတင်ပါလို့ခွင့်ပြုချက်ပေးလားအခုညီမတို့ရမယ်ရပဲတင်ရတော့ကျုပ်ကတရားဆွဲမှာခင်ဗျာမတင်စေခြင်းအဲ့ဒီရိုက်တဲ့နေတယ်မတင်ပါနဲ့ညီမလေးရေလို့ပြောပါခင်ဗျာရိုက်တယ်မှမသိလားခင်ဗျာရိုက်တယ်မှတခါခိုးရိုက်တယ်လေအမကျွန်မဒါကိုရိုက်ပါမယ်လို့ခင်ဗျာခွင့်တောင်းလားခင်ဗျာရိုက်တာတော့ကျုပ်တို့မသိဘူးကျုပ်ကဆောက်လို့တွေရှုပ်လားခင်ဗျာတို့ဆောက်လို့အားနေမှာမဟုတ်ဘူးခင်ဗျာရိုက်တယ်ကျုပ်တို့မသိဘူးလေဗျာခင်ဗျာဘာကိစ္စရိုက်တယ်ခင်ဗျာသူ့တော့ဘာကိစ္စရိုက်တာလဲမမကိစ္စရိုက်တာလေခင်ဗျာဆိုဗျာပရိုက်တာမင်းသမီးတယောက်နော်အကုန်လုံးတက်ပုံတွေရိုက်ကြရဲ့ဘာဖြစ်လဲဘာဖြစ်လဲအေးရိုက်တယ်ခင်ဗျာဘာကိစ္စတင်လဲဒါတင်ဒါပြီးတော့လူလိုနားမယ်လားခင်ဗျာကိစ္စအကြီးသားလားဟုတ်ခင်ဗျာခုဖြေလာမဖြေဘူးလားကျုပ်ဖြေလို့ရတယ်ကျုပ်ကြားဆွဲမှာခင်ဗျာဟုတ်ကျုပ်တို့ကဖြေခင်ဗျာပို့စမဆက်ပြောမှာကျုပ်ကဖြေမှာခင်ဗျာဟုတ်လောက်ပါအခုလို့လောက်ပါခင်ဗျာဖြေလာမဖြေဘူးလားညီမမြေတားတရားဖြေလို့ပါမြေတားတရားဖြေရကောင်ပါဒီနေ့လည်းတွေ့တယ်တရားရုံးမှာဖြေကြလို့ပါမြေတားတရားဖြေရကောင်ပါဆက်ပိုက်ရှားနေတာဖြေလို့ပါဆက်လို့အားတယ်ကောင်ပါဒီနေ့တော့လို့ခါလိုက်ပါလားဖြေလို့ပါရဲ့ဆက်လို့ရကောင်ပါဟုတ်ကဲ့ပါလာအောင်တကယ်မမခိုင်နေဝင်ပေးနာမှာနေရဲ့အကူကတကယ်စင်နှဲရှိရလို့ထင်တာပါအဲ့လိုမျိုးကြီးပြောတာပါအဲ့ဒါမရှိတာဖေလို့ပါရဲ့ဒီတော့တောက်သိမရကောင်ကငါတော့တောက်သိရှိပြန်လားဖေလို့ကနေတော့တရားရုံးမှာတွေ့မယ်ဟုတ်ကဲ့ပါရှင်ညီမတို့ကကြာအခုအဲ့လိုမထင်ထားလို့ပါနော်အဲ့လိုမျိုးတော့မဆဲခံဘူးတောက်သိရကောင်ကဆက်ပိုက်ရှားနေဒီနေ့လိုတော့တင်လေကောင်ပါရဲ့ဒီနေ့လိုတော့တင်လေဘာလဲကလာတင်လာလေဒီကျတော့ဘာလို့မသိဘာခွင့်တောင်းကြလို့လားဒီခွင့်တောင်းပါလားဒီနေ့လိုတော့တင်လိုက်လေဟုတ်ကဲ့ရှင်အခုကညီမပြောပြမယ်သိလားတကယ်အမခင်းနေဝေးပေးနာမှာအဲ့လောက်ကြီးရှိနေအဲ့လောက်ကြီးပြောနေလို့ရှိရင်